တကယ်လို့ကျွန်တော်တေးပြီဆိုပါစို့အိမ်လေကြောင်းမြန်ဝဲမပေးပါနဲ့ကန့်လိုက်ရင်မကြိုက်လို့ခြေထောက်တွေလေကျိုးတွေစီးမထားပါနဲ့ကျွန်တော်လွတ်လွတ်လပ်လပ်ရှောက်လန်းပေးရစေရေလည်းမချိုးပေးပါနဲ့တစ်သက်လုံးဖုံးသမျှတေကာမှပေါ်ဆိုသလိုဟိုလူကိုင်းဒီလူထိနဲ့ခံစားလို့မရအမွေးနဲ့သားတွေလည်းမလုပ်ပါနဲ့မသားပါဆိုမှတော့ယွန်ရှာဆက်ဆုပ်ပဲဖြစ်နေပါစေရေအိုးလည်းမခွဲပါနဲ့ဗျာရေအိုးတစ်လုံးရဖို့မလဲကူပါဘူးတရဏဂုံလည်းမတင်ပါနဲ့နေတိုင်းတော့ဖျားစစ်တရားစစ်တန်ငါစစ်ကိုနှလုံးသားနဲ့ယုံကြည်တက်ဝင်နေလို့မျက်နှာကိုလည်းအုံးရည်တွေမလောင်းပါနဲ့အုံးတီဖို့ကုန်မဲ့ငွေမရှိနွမ်းပါသူတယောက်ကိုတူလိုက်ပန်းထည့်ပေးမယ်ဆိုလဲနှင်းစီပန်းလွင်တခြားပန်းတွေလာမထည့်ပါစားငိန်တို့လည်းထည့်မပေးပါနဲ့မစားနိုင်တော့တဲ့အလောင်းကောင်အတွက်ကမ္ဘာစားနိုင်ရိတ်ခါတွေကလူတယောက်ရဲ့တနက်စာစားမယ်နေတဲ့လူတွေကိုလှူလိုက်ပါကူလိုက်ပါပါဇက်ထဲလည်းအကျွေစည်းတွေပါလေလာမထည့်ပါနဲ့မလိုအပ်ပါဟန်ဆောင်ပြီးလဲမငုံနဲ့စောစောသွားတော့စောစောနေရတာရှင်းတန်ချိန်မှာဘလောက်တန်ဖို့ထားခဲ့လို့တေးလွန်ချိန်ကြောင့်မှဘယ်အတွက်ကြောင့်မျက်ရည်ကျပြပြီးတော့ငိုပြကြမှာလဲဘသူ့အမှလည်းမဆောင်ပါနဲ့အစကတည်းကကျွန်တော်ဘေးမှာမရှိတဲ့သူတွေကိုကျွန်တော်တို့စောင့်နေဖို့မလိုအပ်လို့ပါအကြာကြီးလည်းမထားပါနဲ့ဗျာကျွန်တော်တို့လူတကာလာကြည့်ရင်လည်းစကားလေးထထပြောလို့မရတော့အားလဲနာသူတို့ကထိုင်ကိုကပက်လက်ကြီးဆိုတော့အနေထိုင်နဲ့ကျင်းပါရဲ့လေအလောင်းကောင်အဖြစ်ရှိနေပြီးဟိုပုတ်ဒီပုတ်နဲ့သိရွက်တဲ့ခိုင်းနဲ့လည်းကျွန်တော်ကိုပြန်မခေါ်ပါနဲ့ထွက်သွားပြီးကြရပြန်မလာဖို့ဆုံးဖြတ်ထားပြီးသားမလို့လဲရက်လေလည်းမလုပ်ပါဖဲဝိုင်းလည်းမထောင်ပါနဲ့လူစုစုတွေအားကိုလည်းလုံးဝသဘောမကျပါမိတကြုံမယ်ဆိုရင်လည်းမီးပြင်းပြင်းနဲ့ခက်မြင်မြန်သာမီးတကြုံရကျွန်တော်မွန်းချက်မှုနဲ့အပူကြောက်ပေမဲ့အယိုးကမချမ်းပါနဲ့ပြဖြစ်တဲ့ကြီးမီးရှို့ပေးပါကျွန်တော်ရဲ့ရိုးပြတွေကိုလည်းအနောက်ရုံးမတောင်ပေါ်ကမြူတွေတိမ်နေကြတဲ့ကိုလည်းကျဲချပေးပါကျွန်တော်ရဲ့ပြတွေဟာအနောက်ဘက်ကမုတ်တုံမိုးဆက်တွေနဲ့တူတူမြေကြီးပေါ်ကိုပြန်ဆင်းမြေစီမြေနဲ့အတွက်အကျိုးရှိခြင်းလို့ပါအထူးမှကျင်တာတော့သေလွန်ပြီးတဲ့နောက်မြေတိရည်စူးကုသိုလ်မှလည်းမဆောင်ရွက်ပါတက်ရှိထင်ရှားရှိခြင်းပြုမှုခဲ့တဲ့ကံရဲ့အကျိုးအတိုင်းရှိပါစေ